ကျမအရန်ပိုက်စာနေလို့ဦးလေးကြီးတယောက်ခောက်ဆွဲစားနေတာကိုကြည့်နေမိတယ်ခောက်ဆွဲဆိုင်ပိုင်ရှင်အန်တီကဒါဦးမြင်တော့ကလေးမလေးလာစားအန်တီစောနကမှခောက်ဆွဲတပွဲအပိုးလုပ်ထားတာလေကြမှာလဲသမီးကတထောင်စားမဟုတ်ဘူးလို့ပြောပြီးခတ်သွားမလို့လုပ်တုံးအန်တီကအမလေးခါရီနာလိုက်တာဒီခောက်ဆွဲကသမီးကိုအလကားကျွေးတာမဟုတ်ပါဘူးအန်တီရန်ပင်မနေလို့အန်တီကိုဆိုင်အလုပ်တွေဝိုင်းကူလုပ်ပြီးမှစားရမယ်တဲ့ဘေးကဦးလေးကြီးကလည်းဒီကလေးမကတနာစီရပါပဲသူ့အမေကလည်းနောက်အိမ်အောင်နဲ့ပါသွားတယ်သူ့အဖေကလည်းစီးပွားရေးတွေကြပြီးဆုံးသွားရှာတယ်အခုလေသူတို့အိမ်ကအပေါင်ဆုံးသွားပြီဆိုပြီးကျမအကြောင်းပြောနေကြတယ်ကျမအလုပ်တွေပြီးတော့အန်တီကအခုတလောဆိုင်မှာအလုပ်တွေများနေတာအန်တီလည်းခါရမ်းနာနေတော့သမီးဆိုင်လာပြီးအလုပ်ဝိုင်းကူလုပ်ပေးပါလားနေစားငိမ့်နဲ့လေကျမလည်းသဘောတူလိုက်ပြီးအန်တီကျွေးရဲ့ခောက်ဆွဲကိုမြည်ရရှိရေးစားလိုက်တာပေါ့ကျမအရန်ပိုက်စာနေခဲ့တာခဏကြာတော့အန်တီကလာပြီးသမီးခန်းကိုกินပြီးပြီနော်ဒီမှာပဲနေအန်တီတို့ဆိုင်မှာနားစာတီးတန်းတော့မပေးဘူးတဲ့အဲ့အချိန်အန်တီသမီးရောက်လာပြီးအင်ကိုတထောင်စားကဘလို့လုပ်ပြီးရောက်လာလဲမိမိတဲ့လေအန်တီကလည်းသူ့သမီးကိုနင်းဘယ်လိုပြောလိုက်တာလဲကျွမ်းရွံကငါတို့အိမ်လာပြီးဆိုင်မှာအလုပ်ဝိုင်းကိုလုပ်ပေးမှဒီမှာခဏပဲလာနေမှာတွားနေအိမ်စာတွေအမြန်တွားလို့ပြောလိုက်တယ်ဒီနေ့ကစပြီးဒီမှာနေစိတ်ချလက်ချစာတင်တော့သမီးတို့နှစ်ယောက်လည်းတယောက်နဲ့တယောက်ဖေးဖေးမမနေကြလို့ပြောပြီးသူ့ရဲ့တက်တာစုဘူးလေးရဲ့ပတ်စံထည့်ပြီးတင်ထားလိုက်တယ်နောက်တစ်နေ့ရောက်တော့အန်တီကသူ့စုဘူးလေးကပတ်စံမရှိတော့တာကိုသိပြီးငါနောက်ဆိုပတ်စံကိုအပြစ်မှာဖြစ်တယ်လို့ထားလို့မရတော့ဘူးတဲ့လေကျမရေခတ်ပြီးပြန်လာတော့သူကကျမကိုကြည့်နေတယ်ကျမလည်းအရန်လန့်သွားပြီးအဲ့ဒီဘူးကိုသမီးမထိဘူးတကယ်မထိတာပါလို့ပြောနေတော့အန်တီသမီးကနှကန်းဒီအစ်စ်ဝယ်လာတာကိုသိလိုက်ရတယ်နင်းတာကိုဘယ်ကရတာလဲမေးတော့အမေမသမီးကိုမဝယ်ပေးတာအတန်းတွေကတငယ်ချင်းတွေတိုင်းမှာဒါမျိုးရှိရတဲ့လေအန်တီကလည်းအမလေးနေကဆန်တွေတောင်ခိုးတက်နေပြီပေါ့လေလို့អော်လိုက်တော့သူ့သမီးကလည်းခတ်သွားတာပေါ့ကျမလည်းတကယ်ဆိုပတ်ဆန်ကပံမှာတင်ထားလို့ရပါတယ်အခုခက်ကဖုန်းနဲ့လဲဈေးဝယ်လို့ရနေပါပြီလို့အန်တီကိုပြောလိုက်တော့အန်တီကဒါရီဘလို့နားလေမှာလဲွယ်အလုပ်အားရင်အန်တီနဲ့အတူဘန်ကိုတွားရအောင်နဲ့ကျမတို့ဘန်ကပြန်တော့ငါသမီးကလေငငယ်ကလေးကပေါ်ပေါ်ဆဆနေတတ်တဲ့ကလေးဒါကြောင့်ဒီဘန်ကက်ကိုသမီးပဲတင်ထားပေးနိုင်မလားလဲကျမကရီဝေနေတော့အန်တီတို့အိမ်မှာပဲသမီးကနေနေတာလေဒီကက်ကိုယူထားလိုက်ပါတယ်သမီးတို့ကအခုမှသိကြတာအဲ့လောက်တောင်သမီးကိုယုံကြည်တာလားလို့မေးလိုက်တော့အန်တီကဘလို့ပဲဖြစ်ပါကက်ထဲမှာလဲပတ်စံအများကြီးရှိနေတာမှမဟုတ်တာတကယ်လို့သမီးကလိန်သွားရင်အန်တီကကန်ဆိုးတာလို့ပဲတတ်မှတ်လိုက်မှာပေါ့ကွယ်ကျမတို့အိမ်ပြန်ရောက်တော့အန်တီကသူ့သမီးတက်တော့စွန့်နေတာမြင်သွားပြီးနင့်ကိုကြောင်ထားတာဒီလိုကနေဖို့မဟုတ်ဘူးကျွမ်းရွံလို့စာစူးစမ်းရမှာနင်းပဲချိန်မှငါ့ကိုမျက်နှာရအောင်လုပ်ပေးမှလဲအခန်းထဲသွားပြီးစာလုံးလို့ပြောလိုက်တယ်ညရောက်တော့အန်တီကကျမကိုပန်းပြီးအခုံခွာကြွရေးတယ်ပြီးတော့ကျမကအန်တီပေးတဲ့ပတ်စံတွေရင်းနှီးမြုပ်နှံလိုက်ပြီလို့ပြောတော့သူ့သမီးကနေငါအမေပတ်စံကိုခိုးလိုက်တာလားတဲ့အန်တီကငါသူ့ကိုပေးထားတာရွှေရွံကငါတို့မိသားစုဝင်လို့ဖြစ်နေပြီးငါသူ့ကိုတုံးဖို့မိုးပိုးပေးတာဘာဖြစ်လဲတဲ့သူ့သမီးကလည်းဒါဆိုဘာလို့သမီးကိုကြားမပေးရတာလဲတဲ့အန်တီကလည်းနေနဲ့ရွှေရွံနဲ့ကဒူလို့လားနင်းကပတ်စံကိုရေလိုတုံးနေတာလေလို့ပြောပြီးကျမကိုသမီးပတ်စံတွေအလိန်ခံလိုက်ရလို့လားတဲ့ကျမလည်းအဲ့ဒီကလွန်ရှစ်ထောင်ရလိုက်တယ်လို့ပြောလိုက်တာပေါ့အန်တီကသမီးမှာအဲ့လောက်အစွမ်းစားရှိမယ်လို့ထင်မထားဘူးကွယ်နောက်ဆိုသမီးလုံးသမီးအကုန်အောင်မြင်မယ်လို့အန်တီယုံကြည်တယ်လေကျမဆိုင်ပိတ်နေတော့ဆီယာမကရွှွန်ဘာလို့အိမ်မပြန်သေးတာလဲသမီးရဲ့တက်တက်တူဝင်ခွင့်အကြောင်းကြားစာရောက်နေပြီးအင်ကိုအမြန်သွားကြည့်လိုက်တဲ့ကျမအရန်ပျော်သွားပြီးအင်ရောက်တော့အန်တီသမီးကမရဘူးရွှွန်ကတင်ကတူတက်လို့မရဘူးအဲ့ဒီပတ်စံတွေကိုသမီးစီးပွားရေးလုပ်ဖို့ပေးပါလားအဲ့ဒါတွေကမိမိရဲ့ပတ်စံကိုတုံးပြီးရင်းနှီးလိုက်လို့ရလာတာတွေလေဘလို့ပဲဖြစ်သမီးတို့ပိုင်တာပဲတဲ့သူတက်ကတူမတက်ရလဲထွက်ပေါက်တော့ရှိမှာပါသမီးကတက်တူတက်မရဘူးအမေလည်းဘာမဟုတ်တဲ့အပြင်လူကိုကူညီမပေးပါနဲ့ကိုသားသမီးရင်းကိုပဲကူညီပေးပါလားအမေအသက်ကြီးရင်ပြုစုပေးမဲ့သူကသမီးပါအမေရဲ့လို့ပြောနေတယ်အန်တီကလည်းအေးပါအရင်ဆုံးရွှွန်ရဲ့အကြောင်းကြားစာကို